ဒေတဲ့ဒီခမားနီးစတစ်တွေကမန်ယူနဲ့အန်ဝင်လာပါမလားအမ်မိုရီမန်ယူတင်ကတော့ Brentford နဲ့အတွေ့မှာပြားထုတ်ခံလိုက်ရတာပစိုးတောင်မှာအိမ်ပြန်ပါမလာခဲ့တော့ပါဘူးအနီးနားမှာလည်းရေရှိတဲ့အကြောင်းမရှိတာကြောင့်ဒီချိန်ပြားထုတ်ခံလိုက်ရတာကအတော်လေးကိုစိုးပါတယ်ပြားရည်စင်းမစစ်ဆို9မျက်နှာပဲကြည့်ဆိုလိုမျိုးမန်ယူကဒီချိန်မှာလည်းနလန်မထူနိုင်ခဲ့ပါဘူးတကယ်တော့မန်ယူဆိုတာဒီချိန်ဒီတပွဲတည်းပြားထုတ်ခံတိုင်ပတ်နေရတော့မဟုတ်ပါဘူးမန်ယူဒုက္ခရောက်နေရတော့ကြာပါပြီဘယ်လောက်ထိကြာပြီလဲဆိုရင်ဖောက်ဆန်ထွက်သွားပြီးတဲ့ကနေစပြီးတော့ဒုက္ခရောက်နေခဲ့တာအခုရီမီဒီယာဘုရားရှင်တော်မှာပွင့်တော်မူကနေဖြစ်ပေမဲ့မန်ယူကတော့ဒုက္ခတွင်းထဲကနေမလွတ်သေးပါဘူးအဲ့လိုမျိုးကဘာနဲ့ချီပြီးတော့မန်ယူကငရဲကြခံနေရတာဖြစ်ပါတယ်ဖောက်ဆန်တော်ပိုင်းမှာနီးပြလည်းတယောက်ပြီးတယောက်ရောက်ရှိလာပါတယ်နီးပြတယောက်ဆိုရင်ဘီဝါကတမျိုးပါဒီနီးပြဘီဝါနဲ့အသားကြမယ်ကြံကားရှိသေးဒီနီးပြကိုထုတ်ပလိုက်ပြီးတော့နောက်တယောက်ရောက်လာပြန်ပါတယ်ဒီတော့မန်ယူစားမတွေခင်ဗျာမှာလည်းခေါင်းကုတ်ဖင်ကုတ်လုပ်နေနီးစနစ်ပိုင်းဆိုင်ရီကိုမသိပါဘူးဆိုမှအစကနေပြန်လဲပြီးတော့စတင်ရပြန်ပါတယ်ဆိုတော့ဂျာကြီးသူ့မေရိုင်းအနေနဲ့ပဲမန်ယူတဲ့အချိန်တွေကုန်လာခဲ့ပြီးပြားသားပြားတဲ့ဖွဲကမထွက်ဘူးဖြစ်နေရပါတယ်လာသမျှနီးပြရဲ့ထဲမှာလည်းဆရာကြီးပါပဲအခြားပင်ကောင်မှပါမလာပါဘူးခုနောက်ဆုံးနီးပြနှစ်ယောက်ဆိုရင်ပို့ပြီးတော့တောင်ဆိုးပါသေးတယ်ဆရာကြီးတော့မှဒီဘဲတွေကရိုးဆရာကြီးတွေမဟုတ်ပါဘူးရွာသားကြီးလက်မှတ်ရထားကြတဲ့သူတွေလို့တော့မေးရွာမယ်အနေထားမျိုးထိဒန်နဲ့အမ်မိုရီတို့ကရွှေညံတော်စူးရောက်လွန်းတာပါအမ်မိုရီဆိုလို့ရှိရင်အခုဆိုမန်နီးပြလှုပ်လာနှစ်တောင်ပေါက်ပါတော့မယ်ရောင်းချင်းနှစ်တုန်းကမန်ယူရဲ့ကစားပုံချီလို့ကြနာကသူ့ရဲ့နီးစနစ်တွေနဲ့အမ်ဝင်သေးလို့ဆိုပြီးအကြောင်းပြချက်ပေးတော့လက်ခံပေးနိုင်ကြတော့ရှိပါတယ်ဒါကြောင့်မန်ပရိသတ်တွေကလည်းအမ်မိုရီရဲ့စင်ကြီးစင်လက်စင်တွေရဲ့စင့်ဖင်အကုန်လုံးကိုလက်ခံပေးခဲ့ကြပါတယ်ဒါပေမဲ့အခုဆိုရင်မန်ယူနီးပြလှုပ်လာတာနှစ်တောင်ပေါက်တော့မယ်မန်ယူတဲ့အခြေအနေကထုံးစံမပြတ်ရုန်းကန်လျက်ရှိနေသေးပါပဲဒီနေ့တနေ့လုံးလဲသူ့ရဲ့နီးစနစ်တွေကိုအသေးနဲ့အံဝင်အောင်လေ့ကျင့်ခွင့်ရထားပြီးပါပြီသူ့အတွက်အဆင်ပြေမဲ့သူလိုချင်တဲ့ကစားမားတွေအားလုံးမဟုတ်တော့တချို့တော့ဝယ်ထားပြီးပါပြီဒါပေမဲ့ခုချိန်ဒီအမ်မိုရီကပုံမလားပန်းမလားဘာမှမလားသေးပါဘူးသူကိုယ်တိုင်ကတော့သူ့ရဲ့နီးစနစ်တွေကြောင့်မဟုတ်ဘူးဆိုပြီးတော့ဖိမ့်ပိန်ညင်းနေစေဖြစ်ပါတယ်ဒါလို့ဆိုတော့ကစားမားရဲ့အကြောင်းလို့ပြောချင်တဲ့သဘောမျိုးဖြစ်မယ်ထင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ်iPad ခွန်ရှိကိုနဲ့ 5 Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 454 569 465ကိုဆက်သွယ်လိုက်ပါအခုရာသီမှာမန်ယူကဥရောပပွဲတွေကစားခွင့်လည်းရမထားပါဘူးဒါကလည်းအမ်မိုရင်ကြောင့်ပါပဲမန်ယူဆိုတာဘလို့ပါချီပါချနီးပြမျိုးပဲလာကန်ကန်ဥရောပဝင်ခွင့်တော့ရခဲ့ပါသေးတယ်အမ်မိုရင်လက်ထက်မှာတော့ပြီးခဲ့တဲ့နှစ်ကဆိုရင်မန်ယူကကန်ကောင်းလို့တန်းအောင်မှမစင်းခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီနှစ်မှာမန်ယူကတစ်ပတ်ကိုတစ်ပွဲသားရာနဲ့ကစားခွင့်ရှိနေတာပါခုဆိုရင်ပရီးမီးယားလိပွဲတွေစတင်လာ6ပွဲရှိနေပါပြီဒါပေမဲ့မန်ယူကအဲ့6ပွဲမှာတော့3ပွဲရှုံးပြီးသွားပါပြီတန်းထထောင်မှာပိုဆိုးနေရာသီအစပဲဖြစ်ပါတယ်ခုကစားခဲ့တဲ့ Brentford နဲ့ပွဲမှာဆိုရင်မန်ယူရဲ့ခြေစွမ်းကဒဇက်ကလေးမအောင်အားရစရာမကောင်းနေရမရှိပါဘူးဘယ်နာကြီးကြီးမန်ယူကရှမ်းယူနိုက်တက်လောက်တောင်မှကစားကွက်ကပုံမလာပါဘူးဒီကြားထဲဒိုင်ကူပြီးတော့ရလိုက်တဲ့ပန်နယ်တီကိုလည်းဘရူနိုကဝင်အောင်မကန်နိုင်လိုက်တော့မန်ယူလည်း3-1နဲ့ဂိုးပြတ်ရှုံးသွားပြီးတော့ပြားထုတ်ခံလိုက်တော့တာဖြစ်ပါတယ်အမ်မိုရီကိုကြည့်ရတာဆုံးသွားတယ်ကျွန်တော်ဘာကြီးနဲ့သွားပြီးတော့အရန်တူနေပါတယ်ဘာကြီးကအလုပ်လုပ်ဖို့အများအားတွေးနေတတ်သူပါဟိုကလည်းလှုပ်ချင်တယ်ဒီကလည်းလှုပ်ချင်တယ်ဆိုပြီးတော့အများအားအစီအစဉ်ချလိပလန်တွေချလိရှိတတ်သူဖြစ်ပါတယ်အလုပ်ကလည်းသူစိတ်ပါမှထားလုပ်တတ်တာပါတခုရှိတာတော့တေသွားတဲ့အထိသူတခါမှလှုပ်ဖို့စိတ်ပါမသွားခဲ့ပါဘူးအခုအမ်မိုရီလည်းတေတဲ့အထိသူ့နီးစနစ်ကမန်ယူနဲ့အသားကျလာမှာမဟုတ်ဘူးလို့ထင်မြင်မိကြောင်းပါအဲ့တော့ကြီးစုနေတဲ့ဘော်ရာတို့ကဘလို့မြင်ကြလဲကိုအမျိုးပြောပေးခဲ့ပေါ့ဆုံးနေကြည့်ပြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်